ကျွန်တော်တို့အခုတွေ့မြင်နေရတဲ့ကဘာကြီးရဲ့အနေအထားဟာအရင်တုန်းကဒီပုံစံမဟုတ်ခဲ့ပါဘူးပင်လယ်သမုဒ္ဒရာရဲ့ပိုင်ဆိုင်မှုနယ်မြေကအရန်ကိုကျယ်ဝန်းနေပြီးပါကုန်းမြေရဲ့ပိုင်နစ်ကအရန်ကိုတင်းငယ်ခဲ့ပါတယ်ဒီလိုကဘာကြီးရဲ့ခေတ်အစစ်မပြတ်ပြောင်းလဲသူတည်မှုတွေလှုပ်ရှားမှုတွေကြောင့်ကျွန်တော်တို့ပင်လယ်သမုဒ္ဒရာထဲမှာကျွန်းတွေစတင်မွေးဖွားခဲ့တာပဲဖြစ်ပါတယ်အခုဗီဒီယိုလေးမှာတော့ကျွန်းတွေပေါ်ပေါက်လာရတဲ့အကြောင်းရင်း၅မျိုးကိုရှင်းပြသွားပါမယ်ကျွန်းတွေစတင်ပေါ်ပေါက်လာရတဲ့ပထမဦးဆုံးအချက်ကတော့ကျွန်တော်တို့ကဘာကြီးရဲ့လှုပ်ရှားမှုကြောင့်ပဲဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်တွေးကြည့်လိုက်လို့ဆိုရင်ကျွန်တော်တို့ကဘာပထဝီမြေကြီးဟာအရန်ကိုတည်ငြိမ်တယ်လို့ထင်ရတာပါကျွန်တော်တို့ရဲ့ပထဝီမြေကြီးအတွင်းမှာ tectonic plates လို့ခေါ်တဲ့ကမ္ဘာကြောင်ပြားလွှာတွေရှိနေပါတယ်ဒီကမ္ဘာကြောင်ပြားလွှာတွေဟာဒီနှစ်ပေါင်းတန်းပေါင်းများစွာအတွင်းအနည်းငယ်စီယူလျာနေရတာပါဒီယူလျာမှုကပဲကျွန်းတွေကိုစတင်မွေးဖွားပေးခဲ့တာပဲဖြစ်ပါတယ်နောက်တဲ့ကျွန်းတွေဖြစ်ပေါ်လာရတဲ့အကြောင်းရင်းတစ်ခုကတော့မီးတောင်တွေကြောင့်ဖြစ်ပေါ်လာတဲ့ကျွန်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကဘာကြီးရဲ့အတွင်းပိုင်းမှာချော်ရည်တွေအပူတွေနဲ့ပြည်နေနေတာပါကျွန်တော်တို့ပင်လယ်အောက်မှာဒီချော်ရည်တွေကနေလောင်ပြီးတာမှထွက်ကျလာတဲ့ဒီချော်ရည်တွေဟာကျွန်တော်တို့ပင်လယ်ရေပြင်ကိုကျော်လွန်ပြီးတာမှအပေါ်ကိုတက်လာပါတယ်ကျွန်တော်တို့ကတစ်နှစ်နှစ်ဖြစ်တဲ့ဖြစ်စေမဟုတ်ပါဘူးနှစ်ပေါင်းရာချီထောင်ချီကလေးစားဖို့တဖြည်းဖြည်းဒီလိုတက်လာခဲ့တဲ့ချော်ရည်တွေဟာကျွန်တော်တို့နောက်ဆုံးမှာတော့ကုန်းမြေပေါ်ကိုရောက်ရှိလာခဲ့ပါတယ်ဒီနေရာမှာကျွန်တော်တို့ပင်လယ်ရေမြစ်တစ်ပြင်ပေါ်မှာမြေပြင်တစ်ခုပေါ်လာပါတယ်ဒါကိုကျွန်တော်တို့ကမီးတောင်ကျွန်းလို့ခေါ်ပါတယ်ကျွန်တော်တို့လက်ရှိကျွန်တော်တို့ကမ္ဘာပေါ်မှာဘယ်ကျွန်းတွေကိုကြည့်နိုင်မလဲဆိုရင်အမေရိကန်ပြည်ထောင်စုမှာဆိုရင်ဟာဝိုင်အီကျွန်းစုဟာလည်းဒီဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာတဲ့ကျွန်းပဲဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဂျပန်ကျွန်းစုဟာဆိုရင်လည်းပဲဒီဖြစ်စဉ်ကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ကျွန်းပဲဖြစ်ပါတယ်နောက်ထပ်ကျွန်းတွေပေါ်ပေါက်လာခြင်းရဲ့အကြောင်းရင်းတစ်ရပ်ကတော့ပင်လယ်ရေမြစ်တစ်ပြင်မြင့်တက်လာခြင်းပဲဖြစ်ပါတယ်တခါတော့အခုကျွန်းတွေဖြစ်နေတဲ့နေရာတွေဟာကုန်းမြေနဲ့တစ်ဆက်တည်းရှိနေခဲ့တာပါဒါပေမဲ့ရေခဲခေတ်တွေကုန်သွားတဲ့အခါမှာပင်လယ်ရေတွေတက်လာပါတယ်နှိမ့်တဲ့နေရာတွေကရေအောက်ကိုရောက်သွားပါတယ်အမြင့်ပိုင်းတွေကျတော့ရေထဲမှာမမြုပ်နိုင်ပါဘူးဒီနေရာမှာကျွန်တော်တို့ကအရင်တော့တစ်ဆက်တည်းရှိခဲ့တဲ့နေရာတွေကရေမြုပ်သွားတဲ့နေရာတွေနဲ့ရေမမြုပ်ခွဲကြံခဲ့တဲ့နေရာတွေဖြင့်ကွဲထွက်သွားတဲ့အခါမှာကျွန်တော်တို့မမြုပ်ခွဲကြံနေတဲ့နေရာတွေကကျွန်းအဖြစ်ကိုရောက်ရှိသွားတာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ကသမိုင်းထဲမှာဆိုရင်မာဒါဂတ်စကာဟာဆိုရင်လည်းပဲဒီပုံစံကြောင့်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်တခါတော့ကဒီမာဒါဂတ်စကာဆိုလည်းပဲအာဖရိကနဲ့ဆက်ဆက်ခဲ့ပေမဲ့ဒီကြောက်ချက်လာတဲ့ယူလျာမှုကြောင့်ကွဲထွက်သွားခဲ့တာဖြစ်ပါတယ်နောက်တစ်ခုမှကြတော့ကပြည်သိမ်ကျွန်းပဲဖြစ်ပါတယ်ကျွန်တော်တို့အခုအင်္ဂလန်နိုင်ငံဆိုလည်းပဲဒီကေတော့ကဥရောပနဲ့ဆက်ဆက်ခဲ့တာပါဒီပင်လယ်ရေမြစ်တွေပြင်တွေမြင့်တက်လာတဲ့အခါမှာအနိုင်ပိုင်းတွေမြုပ်သွားပြီးတာပါပြည်သိမ်နိုင်ငံတနိုင်ငံတွေကကျွန်းတစ်ကျွန်းအနေနဲ့ကွဲထွက်သွားခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်ပဲဒီကျွန်းတွေမှာကုန်းနေတော်ဝါတွေကိုတွေးရှိရတာပဲဖြစ်ပါတယ်နောက်တစ်ခုကျွန်းတွေပေါ်ပေါက်လာဖို့အကြောင်းရင်းတစ်ခုကတော့ကျွန်တော်တို့သိရှိတွေကတိဆောက်တဲ့ကျွန်းဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့တန်တာကြောက်တန်းတွေပဲဖြစ်ပါတယ်ဒီအခါတော့ပို့ပြီးတာပါအာအိုတင်စရာကောင်းပါတယ်ကျွန်တော်တို့ပင်လယ်ထဲမှာတန်တာကြောက်တန်းအကောင်လေးတွေရှိနေပါတယ်သူတို့ကအသက်ရှင်နေတေဆုံးတယ်ထပ်ပြီးမှတီဆောက်တယ်ဒီလိုဖြစ်စဉ်ဖြစ်လာတဲ့ပေါင်းထောင်ချီတန်းချီကြာလာတဲ့အခါမှာပင်လယ်ပင်ပေါ်ကိုထွက်လာတဲ့ကျွန်းကလေးကျွန်းတွေပေါ်ပေါက်လာပါတယ်ဒီဟာကိုကျွန်တော်တို့ကတန်တာကြောက်တန်းလို့ခေါ်တာဖြစ်ပါတယ်ဒီကျွန်းတွေဖြစ်ပေါ်လာရတဲ့ဖြစ်စဉ်ကိုကြည့်ပြရပါကျွန်တော်တို့ခေတ်အစစ်ကဘာကြီးဟာဘယ်လိုမျိုးအနေထားတွေရှိခဲ့တယ်ဘယ်လိုပုံစံတွေဖြတ်တန်းခဲ့ရတယ်ဆိုတာကိုလေ့လာခံမှန်းနိုင်မှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကအားလုံးကိုယူရပြီးပင်လယ်ကိုစိတ်ဝင်စားတဲ့လူတွေသမုဒ္ဒရာကိုစိတ်ဝင်စားတဲ့လူတွေကိုယူရပြီးပြုလုပ်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်ဒါကြောင့်အခြားမသိသေးတဲ့တငယ်ချင်းတွေရှိလို့ရှိရင်လည်းပဲ sharing လုပ်ခြင်းအပြင်ကူညီပေးခဲ့နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်